လူတိုင်းကတော့ကိုယ့်ပေါ်မှာကောင်းမဲ့လို့ဘယ်တော့မှမမျှော်လင့်နဲ့မြတ်စွာဘုရားတောင်ဘုရားပေါ်မှာလူတိုင်းကောင်းတာမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အမျိုးတွေရှိတဲ့ထင်မယ်မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တာဘုရားရဲ့လူဘဝတော်ကရောက်ခမသုဘဗုဒ္ဓမြတ်စွာဘုရားကိုအမြဲတမ်းဆန့်ကျင်မဲ့လုပ်တာမချီညို့ဘူးသူမချီညို့ခြင်းလည်းအကြောင်းတော့ရှိတာပေါ့သူစိတ်နဲ့သူ့ရဲ့ခံစားချက်နဲ့သူမချီညို့နောက်ပြီးတော့သုဘဗုဒ္ဓရဲ့တာတိဝဋ္ဌဘုရားပေါ်မှာအမြင်မကြည့်ဘူးအမြဲတမ်းဒုက္ခပေးအဲ့တော့မြတ်စွာဘုရားပေါ်မှာမကောင်းတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့တော့သူများကကိုယ်ပေါ်ကောင်းတာမကောင်းတာကိုယ်လုံးမဟုတ်ပဲနဲ့ဖိကုတုအာသစကိုယ်ကတော့သူများပေါ်ကောင်းရမယ်လို့ပြောတာနော်ကိုယ်ကသူများပေါ်ကောင်းရမယ်ဘယ်လို့ကောင်းမလဲတစ်ဖက်သားနစ်နာအောင်မလုပ်ဘူးတစ်ဖက်သားအကျိုးမဲ့သွားအောင်မလုပ်ဘူးတစ်ဖက်သားပေါ်မှာမေတ္တာမပြတ်နေမယ်တစ်ဖက်သားပေါ်မှာတိခဏ်ဉာဏ်တရားနဲ့နေမယ်ဒါဟာဖိကုတုအာသစပဲသူ့တက်ကိုတော့ကိုယ်ကကောင်းတဲ့ဘက်ကနေမယ်လို့သူပြောတာသူ့ကိုအကျိုးပြုတယ်မကောင်းတဲ့ဘက်ကိုမဖြစ်စေဘူးအဲ့ဒါလို့နေနိုင်ဖို့ကိုယ့်ဘဝမှာဆုံးဖြတ်ချက်နှစ်ခုပေါ့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားခြင်းသူများအပေါ်မှာကိုယ်ကကောင်းခြင်းဆိုတဲ့အဲ့ဒီနှစ်ခုဟာအဲ့ဒါမှအရေးကြီးတယ်လို့ထင်တယ်နော်သူများပေါ်ကောင်းမှုဘာဖြစ်လို့လဲဆိုရင်လူလောကမှာလူရဲ့လွတ်မွေးဖွားလာကြတယ်မွေးဖွားလာတဲ့အချိန်ကကိုမွေးဖွားလာခြင်းကြောင့်ကိုရဲ့ပတ်ဝန်းကျင်ဟာတမိုးတက်သွားသလားတမိုးလို့ဆိုတာမကောင်းတဲ့စိတ်တွေကလွတ်မြောက်ပြီးကောင်းတဲ့စိတ်တွေရောက်လာဖို့အမြင်မှားရကနေအမြင်မှန်ဖို့ရောက်လာဖို့ကိုကျင့်တရားပြက်ပြားနေတဲ့ဘဝကကိုကျင့်တရားကောင်းလာတယ်ကိုကိုအကြောင်းပြုပြီးတော့အဲ့လိုကောင်းတဲ့ပုဂ္ဂိုလ်တွေတနည်းအားဖြင့်ကိုကိုအကြောင်းပြုပြီးတော့ဘဝမှာအဆင်မပြေတာတွေအဆင်ပြေသွားတယ်ကိုကိုအကြောင်းပြုပြီးတော့အသိဉာဏ်မရှိသေးတာတွေအသိဉာဏ်ရှိလာတယ်ကိုကိုအကြောင်းပြုပြီးတော့စိတ်ကောင်းနှလုံးကောင်းတွေရလာတယ်ဆိုရင်ဒါကိုဟာသူများအတွက်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ဆိုလိုတာကကိုဟာသူများအပေါ်မှာကောင်းကျိုးပဲလုပ်မယ်မကောင်းကျိုးမလုပ်ဘူးပင်တပင်ဒီသူ့အောက်ဝင်လာတဲ့ပုဂ္ဂိုလ်ဟာအနုအဝဲပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ရန်သူပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်သူ့တပင်ကြီးကအရေးနဲ့အေးမြစေတယ်အဲ့ဒါလိုပဲနော်ကိုယ်နဲ့ပတ်သက်လာလို့ရှိရင်စိတ်ချမ်းသာသွားရမယ်ကောင်းကျိုးချမ်းသာတွေရဖို့ပဲဖြစ်စေရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးထားအဲ့ဒါဖိကုတုအာသဆိုပဲသူများအတွက်ကိုယ်ကကောင်းတယ်ကိုယ်ကမကောင်းတာတခုမှမလုပ်ဘူးဆိုတာဒါပြတ်စွာပြအလောင်းလေးရဲ့စိတ်ဓာတ်ပဲဖြစ်